ဒီပွဲကတော့တကယ်ကိုအသက်ရှူမှလောက်ဆရာပါပဲဘရူနိုဖာနန်ဒက်စ်ကဘောလုံးကိုမာတီယက်စ်ကူညာစီပြန်ပေးလိုက်တယ်ကူညာတယောက်ပန်နယ်တီဧရိယာတွေကိုအရှိန်နဲ့ထိုးခောက်ဝင်ရောက်လာပြီဘောလုံးမဆုံးရှုံးအောင်အသေးအတန်ရုန်းကန်နေရပေမဲ့နောက်ဆုံးတော့သူထိန်းထားနိုင်သွားပါတယ်အဲ့ဒီနောက်ဘရူနိုကဂိုးတိုင်အဝေးဘက်ကိုဘောလုံးအသားလေးတင်ပေးလိုက်ပြန်ရောအဲ့ဒီမှာဘရိုင်ယန်အမ်ဘီယူမိုကပန်နယ်တီဧရိယာတွေကိုခေါင်းတိုက်ပြီးပြန်ချပေးလိုက်တာမာတီယက်စ်ကူညာကန်လိုက်ပေမဲ့အာမတ်နဲ့ထိပြီးအာမတ်ကပဲအပိုင်ကန်လိုက်ပေမဲ့ဂိုးစီးပေါ်ကနေဂိုးသမားကကာကွယ်သွားနိုင်ခဲ့ပါတယ်ဂိုးသမားပစ်ဖော့ရဲ့တကယ်ကိုလက်စွမ်းပြကာကွယ်မှုကြီးပါပဲနောက်ဆုံးမှာတော့တာခေါ့စကီကဘောလုံးကိုရှိန်ထုတ်လိုက်လို့အေဗာတန်တို့တတ်တာရသွားပြီမဲ့မန်ချက်စတာယူနိုက်တက်ကတော့တောက်လျှောက်ဖိအားပေးချင်းချောင်နေတာပါပွဲကမိနစ်30ပြည့်သွားပြီမန်ချက်စတာယူနိုက်တက်အတွက်ညာတောင်ပန်ကနေဘရူနိုဖာနန်ဒက်စ်အလွတ်တီကန်ရမယ်ပန်နယ်တီဧရိယာထဲမှာခေါင်းတိုက်ဖို့လူတွေအများကြီးပဲဘရူနိုကတကယ်ကိုလှလှပပဖြစ်တင်ပေးလိုက်ပေမဲ့ခေါင်းတိုက်ရှင်းထုတ်ခံလိုက်ရတယ်ပြန်ထွက်လာတဲ့ဘောလုံးကဒီအေကိုဓာတ်လော့ခြေထောက်ထဲရောက်သွားပြီသူအဝေးကနေကန်ပြီအိုးဓာတ်လော့ရဲ့ကန်ချက်ကဂိုးတိုင်ဘေးကနေဝဲပြီးထွက်သွားတယ်ဒီပေါ်တူဂီသားရဲ့ကန်ချက်ကတကယ်ကိုကောင်းမွန်ခဲ့တာပစ်မှတ်နဲ့နည်းနည်းလေးပဲလွဲသွားတာပါတကယ်ကိုအားရစရာကောင်းတဲ့ကြိုးစားမှုမျိုးဖြစ်ပြီးပစ်ဖော့ကိုလည်းအလုပ်ပေးနိုင်ခဲ့ပါတယ်အဲ့ဒီနောက်ဘောလုံးကညာဘချန်ကအီတရီစာစီရောက်သွားတယ်ဟယ်ရီမကွမ်ယာကတော့အန်ဒီကင်းအောင်ခေါင်းတိုက်ရှင်းထုတ်လိုက်နိုင်တယ်ကူညာဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကအမ်ဘီယူမိုစီရောက်သွားတယ်အမ်ဘီယူမိုကပန်နယ်တီဧရိယာတွေကိုအရှိန်နဲ့ထိုးဝင်လာပြီအဲ့ဒီမှာဘင်ဂျမင်ရှက်ကိုရှိနေတယ်ရှက်ကိုပဲဂိုးမန်ချက်စတာယူနိုက်တက်တို့ဦးဆောင်သွားပါပြီဒါဟာဆလိုဗီးနီးယားတိုက်စစ်မှုရဲ့ဒီယာဒီခုနှစ်ဂိုးမြောက်ပရီးမီးယားလိဂ်ဂိုးပါကွင်းတစ်ဖက်ကနေတစ်ဖက်ကိုအရှိန်နဲ့တိုက်စစ်ဆင်ပြီးအပြက်အသက်ကိုကန်သွင်းလိုက်တာမန်ချက်စတာယူနိုက်တက်တို့တကူဂိုးမရှိနဲ့ဦးဆောင်သွားပါပြီဘလန့်တောင်ကောင်းလိုက်တဲ့တန်ပြန်တိုက်စစ်လေစက္ကန့်ပိုင်းနေအတွင်းမှာပင်ကွင်းတစ်ဖက်ကနေတစ်ဖက်ကိုရောက်သွားတာတကယ်ကိုအစ်စ်မင်းနဲ့ကစားကွက်ဖြစ်တယ်လို့အဆုံးသက်ကလည်းရှယ်ပဲတကယ်ကိုအမိုက်စားအဆုံးသတ်ပဲမာတီယက်စ်ကူညာကနေအမ်ဘီယူမိုကိုပေးလိုက်တဲ့ပေးပို့မှုကတော့တကယ်ကိုအံ့ဩစရာပါအမ်ဘီယူမိုကလည်းကွင်းလုံးမြင်ကွင်းကိုကြည့်ပြီးဆုံးဖြတ်ချက်ချနေတာတကယ်ကိုလေးစားစရာပါပြီးတော့ဘင်ဂျမင်ရှက်ကိုရဲ့စူးစမ်းအားထုတ်မှုကိုကြည့်ဦးလေကိုဘက်ကပန်နယ်တီဧရိယာကနေပြိုင်ဘက်ကိုအပြေးအလွှားလိုက်လာပြီးဂိုးအထစ်ပြောင်းလဲလိုက်တာတော့မယုံနိုင်စရာပါတကယ်ကိုလှပတဲ့ဂိုးတကိုးပါဗျာ